ကဲအားလုံးဆောင်မျှော်နေကြတဲ့ PUBG Mobile နဲ့ Porsche collaboration လုပ်ထားတဲ့တမိုးကြီးပြန်ကအလှတွေပါတဲ့ပြန်က event ရောက်ရှိလာပါပြီ။သူ့မှာပြန်က model ၄မျိုးပါဝင်မယ်။နောက်ဆုံးတွေ့ရမှာကတော့ Spire Blue ကကြသုံးကတန်၄ယောက်စီက Lady Sin ပါဝင်တယ်။ပြီးတော့အပြာရောင်ဆူဆူတက်တောက်လေးကိုမှ Porsche တစ်စိမ့်လေးလည်းပါဝင်တော့အတော်လေးကိုမိုက်ပါတယ်နော်။ဒါကတော့သူ့ရဲ့ game စိတ်ပါ။ဆွဲရင်ထွက်ပေါ်လာမယ့်အယောင်တက်တောက်လေးတွေကအိုးမိုက်နေရောပဲနော်။ဒုတိယကကြ Hot Street ကလည်းသုံးကတန်၄ယောက်စီကပဲဖြစ်ပါတယ်။အပေါ်မှာ PUBG Mobile ရဲ့ character shot 1ပါရှိပြီး 3D ပုံစံအယောင်လေးလေးတွေနဲ့ဖန်တီးထားတာဖြစ်လို့အတော်လေးမိုက်ပါတယ်နော်။သူလည်း Lady Sin ပါရှိပြီးတော့ dress ဆွဲတဲ့အခါထွက်လာတဲ့အယောင်လေးတွေကလည်းတော်တော်လေးလာပါတယ်နော်။ Galaxy Spark ကကြအမိုးပွင့်လေးကိုမှ bling bling လေးတွေနဲ့မို့အတော်လေးလာပါတယ်။သုံးကတန်နှစ်ယောက်စီကားလေးဖြစ်ပြီးတော့ Lady Sin မှာပါပါတယ်နော်။နောက်တစ်ခုကတော့ Big Racing Edition ပဲဖြစ်ပါတယ်။သူ့ယောင်လေးကကြပန်းလိမ်မော်ပတ်သွားပြီးတော့ 3 ဆိုပြီးပုံစံဖန်တီးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူလည်းသုံးကတန်နှစ်ယောက်စီကားဖြစ်ပြီးတော့ Lady Sin ပါမယ်။ dress ဆွဲလိုက်ရင်လည်းအတော်လေးလာပါတယ်နော်။ခုပြပြသွားတာတွေကတော့သုံးကတန်လေးတွေပါ။အဲ့ဒါဆိုတကက်တန်လေးတွေကြည့်ကြမယ်။တကက်တန်လေးတွေကလည်းအတော်လေးကိုလှတာမို့ပြန်ကလက်ဝါလေးတွေဖောက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။ဒါကတော့ Kitty ပဲဖြစ်ပါတယ်။ Kitty စီမှာ UC တွေဝယ်ယူအပေးလို့ရပါတယ်ရှင်။